လူတစ်ယောက်ကအကြားနဲ့အာယုံခံနိုင်တာမဟုတ်ပါဘူးလူတစ်ယောက်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုအသီးသီးတိုင်းကိုအာယုံခံပြီးအုံနောက်ကိုတည်င်းပို့ပြီးတော့အုံနောက်ကနေမှတစ်ဆင့်ဟန်ချက်ညီစေဖို့အာယုံခံဟန်ချက်ညီပေးတဲ့အင်္ဂါလေးတစ်ခုလည်းပါပါတယ်သူ့ကို vestibular sensory organ လို့ခေါ်တယ်သူကခေါင်းငုံရင်ငုံတယ်လို့အဲ့ဒီထဲမှာရှိအရည်လေးတွေကလဲသွားမယ်လဲသွားတဲ့အရည်လေးတွေကအုံနောက်ကိုသူတို့ဘယ်လိုလဲသွားလဲဆိုတာကိုတည်င်းပို့တယ်အုံနောက်ကမျက်စိတွေကြွက်သားတွေကိုပြန်ပြီးတော့တည်င်းပို့တယ်ပြီးတော့ဟန်ချက်ကိုပြန်ပြီးတော့ညှိပေးလိုက်တယ်ခေါင်းမော်ရင်မော့လို့ခေါင်းညင်လို့ခန္ဓာကိုယ်မှာရှိတဲ့ဟန်ချက်တွေကိုအရှိသွားရင်သွားနောက်ဆော့ရင်ဆုပ်ဟန်ချက်မပြတ်သွားစေဖို့အုံနောက်ကပြန်ပြီးတော့တည်င်းပို့ပေးတယ်အဓိကတော့မျက်လုံးပေါ့ခေါင်းလှည့်သွားပြီဆိုလို့ရှိရင်အဲ့အင်္ဂါမှာရှိအရည်တွေကလဲသွားပြီးတော့အုံနောက်ကိုသူဘယ်ဘက်လှည့်သွားလဲညာဘက်လှည့်သွားလဲဆိုတာတည်င်းပို့လိုက်တယ်အဲ့ဒီကမှာမျက်လုံးတွေကဟိုဘက်ဒီဘက်မလှည့်အောင်လို့အုံနောက်ကပြန်ညှိပေးတယ်ဒီလိုပဲအရှိကုန်းသွားလားအနောက်ကော့သွားလားဆိုတာကိုအုံနောက်ကိုတည်င်းပို့ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကိုဘယ်လိုမျိုးထိန်းချုပ်ရမလဲဆိုတာကိုလည်းတည်င်းပေးဖို့လူတစ်ယောက်ရဲ့နားမှာခ ्यू ပတ်ပုံကြီးကအကြားအာယုံခံတာဒီမှာရှိတဲ့ခွင်းလေး၃ခွင်းရကြတော့လှုပ်ရှားမှုကိုအာယုံခံပြီးတဲ့အင်္ဂါဖြစ်တယ်ပြီးတော့နောက်ထပ်အချောင်းလေးနှစ်ခုရှိတယ်အဲ့ဒါလေးကကြတော့အရှိသွားအပေါ်တက်အလျားလိုက်အတန်းလိုက်ရွေရှားမှုမျိုးဒေါင်းလိုက်ရွေရှားမှုမျိုးကိုအာယုံခံတာဖြစ်တယ်ဥပမာကားစီးတာတို့တက်လေကားစီးတာတို့အတန်းလိုက်ရွေရှားတာအခုဒီခွင်းလေး၃ခုကကြတော့ခေါင်းလှုပ်ရှားမှုအာယုံခံတယ်အကွင်း၃ခွင်းရှိတော့ခေါင်းလှုပ်ရှားမှု၃မျိုးကိုအာယုံခံတယ်ဘဲညာလှုပ်ရှားမှုအာယုံခံတဲ့အကွင်းရှိရဲ့အပေါ်အောက်လှုပ်ရှားမှုအာယုံခံတာရှိတယ်လို့ဘဲညာဆောင်းတာကိုအာယုံခံတဲ့အကွင်းလေးတွေလည်းရှိတယ်ဘယ်လိုအာယုံခံလဲဆိုတော့အဲ့ဒီအကွင်းလေးတွေထဲမှာအရည်တွေရှိတယ်ပြီးတော့အဲ့အကွင်းလေးတွေအစုံမှာ cell လေးတွေရှိတယ်အဲ့ cell လေးတွေက hair cells လို့ခေါ်တယ်ဒါကတော့စပင်မွေး cell လေးတွေအဲ့ cell လေးတွေက capilla လို့ခေါ်တဲ့ gel လေးတွေနဲ့အုပ်ထားတယ်ညာဘက်ကိုဆောင်းသွားလို့ရှင်ဘယ်ဘက်ကိုဆောင်းသွားလို့ရှင်အပေါ်အောက်ဘဲညာလှည့်လိုက်လို့ရှင်အဲ့ဒီအတီးတီးသူတို့မှာရှိတဲ့ဒီ capilla လေးတွေကအရည်တွေနဲ့အလျောက်ဆောင်းသွားပြီးတော့စပင် cell လေးတွေပါဆောင်းသွားတယ်အဲ့ဒီစပင် cell လေးတွေကသူတို့အောက်မှာရှိတဲ့အာယုံကြော cell လေးတွေကိုတည်င်းပို့ပြီးတော့အုံနောက်ကိုသူတို့ဘယ်ကိုဆောင်းသွားလဲဆိုတာတည်င်းပို့တယ်ညာဘက်ကိုဆောင်းရင်ညာဘက်ကိုဆောင်းသွားကြအုံနောက်ကိုတည်င်းပို့တယ်အုံနောက်ကညာဘက်မှာရှိတဲ့ကြွက်သားတွေကိုလှုံ့ဆော်ပြီးတော့ဘယ်ဘက်မှာရှိတဲ့ကြွက်သားတွေကိုကျတော့တားမြစ်လိုက်တယ်ဘယ်နာညာနာမှာရှိရင်လှုံ့ဆော်မှုအင်္ဂါတွေကဆန့်ကျင်ဘက်လုပ်တယ်ညာနာကလှုံ့ဆော်ရင်ဘယ်နာကတားမြစ်တယ်နောက်ထပ်အင်္ဂါနှစ်ခုကတော့အလျားလိုက်နဲ့ဒေါင်းလိုက်ရွေရှားမှုကိုထိန်းချုပ်ပေးထားတဲ့စာကူလီလို့ခေါ်တဲ့အင်္ဂါနဲ့နောက်တစ်ခုကတော့ utricle လို့ခေါ်တဲ့အင်္ဂါဆိုပြီးပဲဖြစ်တယ်စာကူလီကဒေါင်းလိုက်ရွေရှားမှုကိုထိန်းချုပ်ပြီးတော့ utricle ကအလျားလိုက်ရွေရှားမှုကိုထိန်းချုပ်တယ် utricle ကသူ့ရဲ့အပေါ်မှာဂျယ်တွေရှိတယ်အဲ့ဂျယ်တွေမှာတော့ကယ်လ်ဆီယမ်ကာဗွန်နိတ်လို့ခေါ်တဲ့ကြောက်ကလေးတွေရှိတယ်အဲ့ကြောက်ကလေးတွေကအလေးချိန်ရှိတယ်ကမ္ဘာဆွဲငင်အားနဲ့အဲ့ကြောက်ကလေးတွေအောက်မှာအနေထိုင်နေရိုးရိုးမတ်တက်ရက်ထားရဲဆိုလို့ရှိရင်အဲ့ကြောက်ကလေးတွေလှုပ်ရှားမှုမရှိတဲ့အတွက်ကြောင့်ဘာမှတုံ့ပြန်မှုလှုံ့ဆော်မှုလည်းမရှိဘူးဒါပေမဲ့ downlight ထိန်းချုပ်ထားတဲ့ circuit ရောလှုံ့ဆော်မှုရှိတယ်ကြောက်ကလေးတွေကကမ္ဘာဆွဲငင်အားနဲ့အောက်ကိုကျသွားတဲ့အခါမှာသပင်မွေးဆဲလေးတွေကိုလှုံ့ဆော်ပြီးတော့အာယုံကြောနေမှာခုနောက်ကိုငါမတ်တက်ရက်နေတယ်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကိုဘယ်လိုအနေထားမှာထားမလဲမျက်စိမှာရှိတဲ့ကြွက်သားကိုဘယ်လိုအနေထားမှာထားမလဲဆိုတာဖြစ်တယ်လဲလိုက်ရင်တော့ sentiment ဖြစ်သွားတယ်လဲလိုက်ရင်တော့ utricle ကလှုံ့ဆော်ပြီးတော့ circuit ကကျတော့မလှုံ့ဆော်တော့ဘူးဖြစ်သွားတယ်ဒါကြောင့်မလို့လဲလိုက်လို့ရှိရင်မျက်စိအနေထားနဲ့ခန္ဓာကိုယ်ဟန်ချက်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအုံနောက်ကပြန်ပြီးတော့ထိန်းညှိပေးတယ်တိုးတော်လဲမတ်တက်ရက်နေတဲ့အခါမှာ utricle လှုပ်ရှားမှုရှိရင်အဲ့ဒါတော့ကားစီးတဲ့အခါမှာအရှိန်အဟုန်နဲ့လှုပ်ရှားတဲ့အခါမှာ utricle မှာရှိတဲ့ကြောက်ကလေးတွေကအနောက်ကိုရိမ့်ရိုင်သွားမယ်အဲ့ခါကျလို့ရှိရင်ကားဘလောက်အရှိန်နဲ့စီးတယ်ဆိုပြီးတော့အုံနောက်ကိုနားကနေမှတစ်ဆင့်တည်ပို့တယ်ဒါကြောင့်မလို့ခန္ဓာကိုယ်ဟန်ချက်တွေမျက်စိတွေကိုဘယ်လိုဖြစ်သွားအောင်လုပ်ရမလဲဆိုတာကိုအုံနောက်ကပြန်လည်ပြီးတော့ထိန်းညှိပေးမယ်လားတူပဲလူတစ်ယောက်ကမတ်တက်ရက်နေတဲ့အခါမှာစာကူလီကလှုံ့ဆော်ခြင်းခံရတယ်အပေါ်ကိုဓာတ်လေကနဲ့ပိုပြီးတက်တယ်ဆိုလို့ရှိရင်တော့ပိုပြီးလှုံ့ဆော်ခြင်းခံရတယ်ဒီကကြလို့ရှိရင်တော့မျက်စိနဲ့လက်တွေခြေထောက်တွေကိုအုံနောက်ကပိုပြီးထိန်းချုပ်ပေးဖို့လိုအပ်လိမ့်မယ်ကဲလို့ဒါတွေဒါထိန်းချုပ်မှုမှန်အောင်ဆိုရင်တော့လှုပ်ရှားမှုလုပ်တဲ့အခါသူသဖြင့်ကားစီးဓာတ်လေကားစီးတဲ့အခါမှာတော့မျက်စိတွေခန္ဓာကိုယ်ဟန်ချက်တွေကမငြိမ်ဘဲနဲ့ခေါင်းမူတာမျက်စိမူတာကိုခံစားရမှာဖြစ်တယ်